Hi, welcome back to my channel. ဒီနေ့မှာတော့ဘဝရဲ့အငင်းဝါဒတွေရဲ့လျှို့ဝှက်ချက်လေးတစ်ခုကိုဒီကောင်မလေးကပြောသွားတာဖြစ်တယ်။အဲ့တော့သူဘာကိုပြောထားလဲဆိုတော့သိအောင်ကျွန်တော်တို့အစိုးထိလိုက်ပါကြည့်လိုက်ကြရအောင်။ Okay, let's get started. Learn to say no sometimes. စာကြောင်းကအဲ့လောက်ပါပဲ။ဒီစာကြောင်းကိုကျွန်တော်ပုံမှန်လေးရေးပြထားပါမယ်။ဖတ်ပြီးတော့ဘာသာပြန်ကြည့်လို့ရပါတယ်။ဒါကိုကြောတဲ့ပို့ပြီးတော့အင်္ဂလိပ်စာဆရာကြီးဆရာမကြီးနဲ့စီးပွားရေးနဲ့အတွေးခေါ်ပညာရှင်တွေပို့ပြီးတော့ဟောချပါလိမ့်မယ်။ဒီထဲမှာဒီကောင်မလေးကဘာကိုမီးမောင်းထိုးပြထားလဲဆိုတော့ကျွန်တော်အနေနဲ့ sharing လုပ်ပေးရမယ်ဆိုတော့သူပြောထားတာလေးကရိုးရိုးလေးပဲ learn to say no လို့ပြောတဲ့အောင်မြင်သိယူထားပါ sometimes တချို့အချိန်ဒါကဘာကိုပြောတာလဲဆိုတော့တခါလေးမှာကျွန်တော်တို့ကအရာရာကိုကောင်းပိတ်မျက်စိပိတ်ပြီးတော့ရပါလို့လို့မရဘူးဆိုတော့ပြောပြတခါလေးမှာမရရင်မရကျွန်တော်မကူညီနိုင်ဘူးမလုပ်ပေးနိုင်ဘူးဟုတ်လားဒါတော့မဖြစ်နိုင်ဘူးအဲ့ဒါမျိုးတွေကိုပြက်တတ်တာပြောတတ်အောင်ကျွန်တော်သင်ယူခိုင်းတာဖြစ်တယ်အခုလိုမျိုးဗီဒီယိုကိုအဆုံးထိကြည့်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်နောက်မှလေးတဲ့ပိုကောင်းတဲ့စာသားရေး follow နဲ့ကျွန်တော်ပြန်လာခဲ့ပါမယ်ဒီဗီဒီယိုကနေပြီးတော့အကျိုးမျိုးတစ်ခုရပါစေလို့ကျွန်တော်လည်းဆုမတောင်းနေပါတယ်ရမယ်လို့လည်းမျှော်လင့်ပါတယ် I love you all see you in my next video bye bye